ရွှေတရဲ့ဘရင်မန်းဆန်မျိုးစာအကြောင်းဘဟုတုတရားဖွဲ့ပြောပြသွားမယ်ပထမဆုံးဗီဒီယိုမလို့အမှားများပါတယ်ဗျတီးခံပေးကြပါဗျမန်းဆန်မျိုးကမာလီအာမပိုင်ငံရဲ့73မြောက်မင်းကြီးတယောက်ပါ1310နှစ်ကနေ1338အထိအုပ်ချုပ်ခဲ့ပါတယ်သူကကမ္ဘာတိရှိဆုံးလူထုချမ်းသာဆုံးများထဲမှာတဦးအဖြစ်အဆွေးမြင်ခံခဲ့ရပြီးသူ့ရဲ့ချမ်းသာမှုနဲ့အာဏာကကမ္ဘာပေါ်မှာအများကြီးအကျိုးသက်ရောက်ခဲ့ပါတယ်သူ့ရဲ့အုပ်ချုပ်မှုအောက်မှာမာလီအာမပိုင်ငံကတော်တော်ကြီးဖွံ့ဖြိုးလာခဲ့ပြီးအရွယ်စားကြီးတဲ့ရွှေနဲ့စားရောင်းဝယ်မှုကြောင့်စီးပွားရေးအဆင့်ကိုမြင့်တင်နိုင်ခဲ့ပါတယ်မန်ဆာမြေစာက1324ခုနှစ်မှာမကာပြည်ကိုအလဲတပုံသွားခဲ့ပြီးသူ့ရဲ့ဗန်ဒါရေးနဲ့တော်တော်ကြီးချမ်းသာမှုကိုအလွန်ထူးခြားစွာပြသခဲ့ပါတယ်။သူဟာစစ်သားတွေနဲ့ဝန်ထမ်းတွေကိုတမ်းပေါင်းများစွာခေါ်ယူပြီးရွှေတွေကိုလမ်းလျှောက်ပြင်မှာငှားပေးခဲ့ပါတယ်။အဲ့ဒီကလေးကသူ့ရဲ့ချမ်းသာမှုကြောင့်မက်ကီပေါ်မှာရွှေတမိုးတစ်ခုလုံးပြောင်းလဲလာခဲ့ပြီးငွေကြေးတက်အရှိဖြစ်ခဲ့ပါတယ်။သူရဲ့အုပ်ချုပ်မှုအတွင်းမှာမန်ဆာမင်းဇာကအတော်လေးပညာရေးနဲ့ယဉ်ကျေးမှုကိုတိုးတက်လာစေဖို့အခွင့်အရေးတွေရှိခဲ့ပါတယ်။မာလီယာမပိုင်နိုင်ငံမှာမီဆက်ဖက်ကျောင်းတွေစာကြည့်တိုင်တွေနဲ့မွတ်စလင်ဘာသာပညာသင်ကြားအားရေးစီမံကိန်းတွေဖွံ့ဖြိုးလာခဲ့ပြီးတင်ဘုတ်ချူရဲ့တက္ကသိုလ်ဟာအများသိတဲ့ပညာရေးစင်တာတစ်ခုဖြစ်လာခဲ့ပါတယ်မန်ဆာမြူဆက်ရဲ့အုပ်ချုပ်မှုမှာမာလီအာမပိုင်နိုင်ငံကပုံမကြီးထွားခဲ့ပြီးတင်ဘုတ်ချူဟာကမ္ဘာအကြီးဆုံးကုန်သွယ်ရေးယဉ်ကျေးမှုနဲ့ပညာရေးစင်တာတစ်ခုဖြစ်လာခဲ့ပါတယ်မန်ဆာမြူဆက်ရဲ့စီးပွားရေးကြီးမြတ်မှုနဲ့ပညာရေးကမ်းလှမ်းမှုများဟာအခုတလောအထိအရာရာမှာသတင်းရနိုင်ပြီးသူ့ရဲ့အောင်မြင်မှုဟာအာဖရိကတိုင်းဒေသကြီးမှာအမတ်တရတစ်ခုဖြစ်ရှိနေပါပြီဒါဟာကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုမလို့အမှားများအားကိုတိခံပေးပါဗျထက်ကြိုးစားပါအောင်မယ်ဗျ